အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်တငယ်ချင်းလူပြိုကြီးကိုဆွန်သွားတော့ကကျွန်တော်ပြုလုပ်ထားပေးတဲ့ decoration လေးပဲဖြစ်ပါတယ်ဒီလက်ထပ်ပွဲအမတ်တရပုံရိပ်များကိုလည်းဆက်လက်ပြီးတော့ကြည့်ရှုအားပေးပါဦးဟုတ်ကဲ့ဒါတော့ပိတ်စာကိုပုံပွင့်ပုံလေးပေါ်ပြနေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ပိတ်စာကိုကျိုးနဲ့မချီပဲနဲ့ပေါ်နဲ့ပြုတ်လောက်ထားတဲ့အသေးပုံလေးပေါ့နော်အဲ့ဒါကိုညားလေးနဲ့ထိုးပြီးတော့အလားစင်တာပဲဖြစ်ပါတယ်ပြီးကျွန်တော်ကဆက်ပြီးတော့ပေါ့နော်ဒီ wedding ceremony ဆိုတဲ့စကားလုံးကိုပေါ့နော်ကျွန်တော်လာဆင်သွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့အတွင်းပိုင်း decoration ပြုလုပ်ပြီးသွားပြီပေါ့နော်ဆက်လက်ပြီးတော့ကျွန်တော်တို့ reception နေရာကို decoration ဘယ်လိုလုပ်လဲဆိုတာဆက်ပြီးတော့ကြည့်ရှုပေးပါဦးဟုတ်ကဲ့ကျွန်တော်အခုဆက်ပြီးတော့ဗောနော်ပန်းထိုးမှာဗောနော်ဒီရှောက်လန်းတွေရှင်းမျက်နှာစာတွေနောက်တော့ piano တီးမဲ့နေရာတွေကိုပန်းဘယ်လိုထိုးလဲဆိုတော့လည်းဆက်ပြီးတော့ကြည့်ရှုပြီးပါဦးဟုတ်ကဲ့ဒါကတော့ကျွန်တော်အုံရွက်ကိုပေါ့နော်ဒီဖြတ်လိုက်တာပေါ့ဖြတ်ပြီးတော့ကွေးလေးပြန်ထိုးလိုက်ပြီးတော့เนาะပန်းအလားဆင်တာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပေါ့နော်ဒီလက်မှတ်ထိုးမဲ့နေရာအတွက်เนาะပန်းအိုးထိုးပြီးတော့ပေါ့နော်နေစီပန်းကျွန်တော်သုံးတဲ့ပန်းတွေကတော့နေစီပန်းရဲ့ကြက်တာရဲ့เนาะဒီပန်းတစ်မျိုးအသုံးပြုထားပါတယ်ဒီလက်ထပ်ပွဲမှာအသမကောင်းဝင်မဲ့ပေါ့နော်ကျွန်တော်တချင်တပုတ်စီဆိုထားပါတယ်ဆက်လက်ပြီးတော့နားထောင်ပေးပါဦး